ဒီနေ့မှာဗျာကျွန်တော်က brother တို့ကိုစတားလိုက်ကဖောက်ပြပေးထားရဗျာနောက်ပြီးလို့ရှိရင်လည်းဒီမှာဆိုရင် weekly pack ကထည့်လေရတယ်ဗျာအဲ့ဒါဆိုရင် diamond ကျွန်တော်တို့ပြန်ရနိုင်ချေရှိတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်လည်း diamond 100ဖြည့်ပြီဆိုတာနဲ့သူက diamond 50ပြန်ရမှာပေါ့နော်အဲ့အချိန်ဆေးပါးကွာရလည်းပြန်ရမှာဖြစ်ပါတယ်နောက်ပြီးကျွန်တော်အရင်တိုင်းပဲစတားလိုက်ဖောက်တဲ့အချိန်မှာလည်း diamond က900ပဲအမြဲကုန်နေပါတယ်နောက်တစ်ခုပြောချင်တာ8လပိုင်းဒီလာမယ့်9ရက်နေ့မှာခက်ခဲစုကြည် event ပြန်လာမှာမဟုတ်လို့ brother တို့အနေနဲ့ကျွန်တော်ကိုဖောက်စီခြင်းလားမဖောက်စီခြင်းလားဆိုတာကိုကျွန်တော်ရဲ့ comment မှာလည်းဝင်ရေးပေးသွားလို့ရပါတယ်နောက်ပြီးတော့ giveaway တွေကိုလည်းအမြဲပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့တော့ပြောချင်ပါတယ်ဒီရက်အထဲမှာပဲဗျာကျွန်တော်ဒီမှာ weekly ဘတ်3ဘတ်မဲပေါက်သွားတဲ့ bro တယောက်လေးရှိရပါတော့ကျွန်တော်ကတော့ giveaway အမြဲပေးသမြဲပါပဲဒါမှကျွန်တော်အကောက်ကို follow မထားတဲ့လူတွေကတော့လုံးဝအတိမှာမဟုတ်ပါဘူးကျွန်တော် diamond 300နဲ့တခါတန်းဝယ်လို့ရတယ်ဗျာဒါမှလည်းအဲ့လိုဝယ်လိုက်မကောင်းတာမဟုတ်ကျွန်တော်လည်းဖောက်လိုက်ပါတယ်ဒါနဲ့ဒီဘေးကတော့ကျွန်တော်ဒီမှာ weekly ဘတ်မဲပေါက်သွားတဲ့သူပဲဖြစ်ပါတယ်ဗောနော်နောက်ဗီဒီယိုကြီးကြရင်လည်းဘယ်လိုမျိုးဖောက်သွားပေးရမလဲဆိုတော့